အားလုံးပဲမင်္ဂလာပါ Archivo Display ကနေကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့ကွန်ပျူတာတစ်လုံးရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတွေကိုပြောပြသွားမှာပါ။နံပါတ်1က CPU Central Processing Unit လို့ခေါ်တယ်။သူကကွန်ပျူတာတစ်လုံးကိုခိုင်းစေထားတဲ့အလုပ်တွေကိုလုပ်ပေးတဲ့အရေးကြီးဆုံးနေရာ။ကွန်ပျူတာရဲ့ဦးနှောက်အသိဉာဏ်လို့လည်းသတ်မှတ်လို့ရတယ်။နံပါတ်2က RAM Random Access Memory လို့ခေါ်တယ်။သူကကွန်ပျူတာတစ်လုံးအလုပ်လုပ်နေစဉ်မှာလိုအပ်တဲ့အချက်အလက်တွေကိုလင်းလင်းမြင်မြင်ရယူနိုင်ဖို့အချက်အလက်တွေယာယီတင်ထားပေးတဲ့နေရာယာယီမှတ်ဉာဏ်လို့လည်းသတ်မှတ်လို့ရတယ်။နံပါတ်3က storage မှာအဓိက2မျိုးရှိတယ် SSD ရဲ့ HDD ရဲ့အမြဲတမ်းမှတ်ဉာဏ်လို့ပြောလို့ရတယ်။ကွန်ပျူတာတစ်လုံးထဲမှာရှိနေတဲ့အချက်အလက်တွေအကုန်လုံးကိုအမြဲတမ်းမပြောက်ပြတ်သွားအောင်ပေးထားတဲ့နေရာ။နံပါတ်4က GPU Graphic Processing Unit လို့ခေါ်တယ်။ GPU ကတော့ gaming နဲ့ video editing လုပ်တဲ့နေရာမှာအဓိကအရေးကြီးတဲ့အစိတ်ပိုင်းGPU ကကွန်ပျူတာမှာတည်တံ့တစ်ခုအနေနဲ့မရှိမဖြစ်အပိုင်းတော့မဟုတ်ဘူး CPU တွေမှာ integrated GPU တွေပါဝင်ပြီးတော့တာမန်လှုပ်ဆောင်မှုတွေအတွက်တော့သုံးလို့ရတယ်ဒါပေမဲ့ gaming video editing နဲ့ heavy graphic သုံးဖို့လိုအပ်တဲ့အချိန်တွေမှာတော့ GPU ကိုတည်တံ့လိုအပ်ပါတယ်နံပါတ်5 motherboard ကွန်ပျူတာရဲ့အဓိကပင်မကျော်ရည်လို့ပြောလို့ရတယ်ကွန်ပျူတာတစ်လုံးအလုပ်လုပ်နိုင်ဖို့လိုအပ်တဲ့အစိတ်ပိုင်းတွေအကုန်လုံးကိုချိတ်ဆက်ထားပေးတဲ့အဓိက circuit board ကြီးတစ်ခုပဲဖြစ်တယ်နံပါတ်6က power supply unit power supply unit ကကွန်ပျူတာအစိတ်ပိုင်းတွေအားလုံးအလုပ်လုပ်နိုင်ဖို့ power ခွဲပေးတဲ့နေရာသူရှိမှအလုပ်လုပ်ဖို့လိုအပ်တဲ့အားတွေရလာမှာ laptop တွေမှာတော့ battery နဲ့ charger နှစ်ခုပေါင်းပြီးတော့ power supply တာဝန်ကိုလုပ်ဆောင်ပေးတယ်နံပါတ်9 cooling system အေးပေးတဲ့စနစ်ပါကွန်ပျူတာအစိတ်ပိုင်းတွေအပူလွန်ကဲမှုမဖြစ်အောင်တာဝန်ယူပေးပါတယ်အခုပြပြသွားတာတွေကကွန်ပျူတာတစ်လုံးရဲ့မရှိမဖြစ်အရေးကြီးတဲ့အစိတ်ပိုင်းတွေပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် Archivo Display နဲ့ပတ်သက်တဲ့ information တွေကို comment မှာပင်လုပ်ပေးထားပါတယ်